မြေသားစမုံဟောက်မှာပါဒီမှာလေတုံးလေးဖိုးမှာလည်းလုံးမကားတွေရောမကြည့်ဘူးရေတွေကိုထွက်လို့ကျုပ်တလားတော့ကတော့ဟာဒီရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါလေဒီနေသားဆိုတော့နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုတိတ်မရှိပေမဲ့ဒီပြည့်ကြောင်းကျတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကဲ့ဟိုဘက်ဆက်သွားလို့မရတော့ ဖျားတော့ ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်လိုက်အဲ့ဒါယူ ကားတစ်စီးမှာ လမ်းကြောင်းသွားတာမဟုတ်ဘဲနဲ့အရှိမလို့အဲ့ဒါကူးကြမှာ ရပါလေအပေါ်လေဆိုခုနိုင်တယ်လူကူ ဟုတ်လား။ဘာများနေပဲလို့များနေပဲလို့ ဟုတ်ကဲ့နည်းနည်းများလေ မင်းတို့